အနန္တ၅ပါးရှိခိုးရအောင်လို့လက်အုပ်ချီခိုင်းတယ်လက်အုပ်တော့ချီတတ်လောက်ပါတယ်ဒါမှဘုန်းကြီးကြည့်ကြာငုံပမာဏဟောဒီတိုင်းတချို့တကာတွေကလက်အုပ်ဆိုဒီတိုင်းမဟုတ်ကြားတဲ့ထိုးထိုးညကြားတို့ဝါဒကသေတိဖြောက်မှာမဟုတ်ဟုတ်တယ်တချို့ကြားထိုးရုံမကောဘုန်းကြီးမမြင်မှဆိုရင်တော့အမနရွက်ပြစ်ကတ်ဒါမျိုးတွေမန္တလေးပဲပေါ်လှပေါ့နော်ရန်ကုန်မရှိလို့တော့အောင်ကဲဒီတော့ကောင်းပြီအားလုံးလက်အုပ်ချီပြီးတော့နောက်ကညီညီလေးဆိုကြအနန္တ၅ပါးကိုရှ िख ိုးပါဤဖျားနှစ်ကြိမ်ဆိုပါဦးလောက်ကြလေငုတ်တုတ်ကြီးဥသုံးချိန်ဟောဗျာရှ िख ိုးပဲဗျာဆိုငုတ်တုတ်ထိုင်နေဗျာအော်မေ့တာဖွတ်သေးမြန်စားလာလားမသိဘူးပါဇက်ကရှ िख ိုးပါဗျာဆိုခိုးပါမှမဟုတ်ငုတ်တုတ်ကြီးအော်အပြစ်ပြောတယ်လည်းမအောင်မေ့ပါနဲ့ဘုန်းကြီးနဲ့မကြုံဘူးသေးလို့မတွေ့ဘူးသေးလို့အစနေမဟုတ်ပါဘေးသားကြီးနတ်ဖြင့်ငါပါဇက်ကရှ िख ိုးပါဤဖျားဆိုပြီးလူကဒီလိုငုတ်တုတ်ကြီးနေအောင်မလားဟုတ်ပါတယ်မသိသေးလို့မနေဘူးပြောပြီးနတ်ဖြင့်ငါငုတ်တုတ်ကြီးတွေတွေ့ရင်တော့ကျွတ်တို့ဒုတ်တုတ်တုတ်ကြီးနဲ့ရိုက်ရမြတ်ဘိုင်မှတ်သားထားကြတော့အနန္တ၅ပါးကိုရှ िख ိုးပြီးတဲ့နောက်ယခုချိန်ကစပြီးဖျားရှ िख ိုးရအောင်ကဲနောက်ကညီညီလေးလိုက်ဆိုကြမာရရဲ့ခံကဇံစောရံစိသမနိစ္စတစ္စကံနာဂံပကံစီနောစီနိဟောတုမေဇယမင်္ဂလံစီနောအောင်မူရကတို့ဤအထောတမောဩရှောင်းအခောင်ဖုံပြမြဖရာသည်မာရင်စဂိရိမေခလာဆင်ရနာကိုလျင်စွာတက်စီပလင်ဤဝဲလေကြီးမိုးကြီးပြဘူးမိနေမောင်ကြီးတရံဒါလမကျွင့်ပြခခွန်လျက်အချင်းသိတ်ဓာပလင်းမြတ်မှာအမြန်ထလောစိတ်မြန်ညိုလွင်ဘောဒီပဲနဲ့ပလင်းတော်ကထင်အရှားပင်သင်္ကမဆိုင်ငါလာပိုင်ဟုစွဲကိုင်းလက်နဲ့ရဲစင်မဲ့ဖြင့်အောက်ထဲဝန်းရန်သောညာအောင်အတန်ဟစ်ကျွေးမရင်ကျေသည်ရံဘေးတသိမာနမင်းကို၎င်းပရိသတ်ကြီးနံပါတ်1ဖျားကိုတော်မြတ်ဘသူအောင်လို့အောင်ကြီး8ပါးနဲ့ပြည့်စုံတော်မူသောမြတ်စွာဘုရားကိုဒီကနေ့ရှ िख ိုးကြမလို့မှန်လားပရိသတ်ကြီးတရားနဲ့3ခုနှစ်ပေါ့ဘိုးတော်အင်ဇနဖြူတဲ့အတိတ်တကရဲ့ကဆုံးလာပြီဗုဒ္ဓဟူးနေ့ဘုရားဖြစ်တော်မူတယ်ဘုရားဖြစ်တော်မူတဲ့အချိန်ခါမှာလွယ်လွယ်ကူကူနဲ့ဖြစ်ခဲ့ရတာမဟုတ်နှောက်အရှက်ချားတဲ့ကဘုရားလာပြိုင်နေပြိဿဘသူတော့မာနကြီးပေးသားကြီးဘသူလားပြိုင်တ
ဒါကြောင့်ရန်ကုန်မြို့သူမြို့သားတွေမှတ်ထားကြဖယားတောင်ပြိုင်မဲ့လူရှိရင်အတုမရှိတဲ့ဖယားတောင်မှတုပြီးတော့ပြိုင်မဲ့လူရှိရင်ခမည်းတော်ကျွတ်တို့ပုထုဇဉ်အနုညာတတွေဆိုတာအချိန်မရွေးရှိတယ်ဆိုတာသိထားဖို့မတော်ဘူးလားပြိဿပြိုင်ငေါပြိုင်မနေကြဘူးလားသိသားနဲ့ရွှေနဲ့ပြိုင်ငွေနဲ့ပြိုင်ကားနဲ့ပြိုင်စီးပွားရေးနဲ့ပြိုင်ကြီးပွားရေးနဲ့ပြိုင်ကြဘူးလားပြိဿကြီးကြီးအခုမန္တလေးလာပြီနတ်စစ်သားတွေအများကြီးဆင်ကြီးစီလို့ပြိဿဘာကြီးစီဘာဆင်ကြီးစီပါလဲခွေတော့မယ်နာလာဂီရီစီရင်နာလာဂီရီကအောင်ချင်းတစ်ပါးလေဩဂီရီမေခလာလို့ပြောရသားနဲ့နတ်စစ်ဆင်ကြီးဘုန်းကြီးကျောင်းတွေပါမှာပါဘုန်းကြီးကျောင်းတွေတုန်းကလေအပြင်အောင်ချင်း၈ပါးဆိုတာဘာဟုတ်လားသမ္မဝိနေမိတသဝတ္တံဂီရိမေခလံဥရိတကောရံသသေနမာရံဒါနာရိဓမ္မဝိရိနာဇိတဝမုနေနောဟောတံတေဇတဘဝတုမေဇယမင်္ဂလက်ကံလို့သင်ငယ်ဘူးမှာဘောဖေကြီးတို့ရဲ့ဂိရိမေခလာဆင်းဘာဆင်းကြီးတို့နာလာဂိရိသူတို့ဘသူကရှာပေးလို့စီးပါလေရန်စီလိုက်နော်အမှတ်တမဲ့ဆိုတော့ကြားဘူးတာရောင်ထွက်တယ်လို့ဒီလိုဆိုပါနော်ဘုန်းကြီးလည်းမှားတာကိုအပြစ်တင်တယ်ရလို့မဟုတ်ပါဘူးလက်ယုံမောင်း1000နဲ့ပိဿကြီးလက်ယုံမောင်းဘယ်လောက်ရှိသိတ္တထဟောဒီပလင်အမြန်ထလို့ဒီပလင်ငါပိုင်နေလာပြီမာနလက်ယုံမောင်း1000ဆိုတော့ကြောက်စရာကောင်းကြီးပေါ့ဒါပေသည်ဖယားမကြောက်ပါသူကနတ်စစ်သားတွေအများကြီးနဲ့ဖယားကတပါးတယ်ပိဿကြီးဖယားကြောက်ခဲ့ဖယားမှုသာပေါ့အဲ့ဒီကောင်ကြီးခမည်းတော်ကျွတ်တို့မြင်ရင်တက်သေးမှာလက်ရုံးပေါင်း1000မပြောနဲ့လက်နှစ်ဖက်ချင်းပါတဲ့လူချင်းတောင်မှမျက်လုံးကြီးပြူမေးစီကြီးကြိုက်လက်သီးကြီးကြစ်ပေါင်ဆုပ်ဟေးကောင်မင်းသေးပြီတော့ကွာဆိုအမတော့ကြောက်သေးတာအတော်တုံလောက်သွားသေးတာကိုပိဿရဲ့လက်ရုံးပေါင်း1000ဆိုတက်သေးလောက်မှန်လားပိဿကြီးဖယားမကြောက်ပါဘူးလာပြီမနသိတ္တထာဟောဒီဘောဒီပင်ငါမှတ်ထားတာငါပိုင်တဲ့ဘောဒီပင်သင်ဘောဒီပင်မောကဆင်းလို့ကိုင်ပြေးဖယားအတွက်ပေါက်တာလားမာနအတွက်ပေါက်တာဒါသူမှတ်တယ်ပြေးသားရဲ့ဘောဒီပင်ကဖယားဖွားဘက်တော့လားသူ့ဖွားဘက်တော့ဒါသူမှတ်တယ်ပြေးသားရဲ့မာနကမေးအောင်ဖွားဘက်တော်ဆိုလို့ဖွားဘက်တော်ပဲ2ယောက်ရှိ9ယောက်ဟောနောက်ကပရိသတ်ကြီးရောဘယ်2ယောက်ရှိအကုန်ဖြေနော်မြုံမနေနဲ့ဒီနေရာမမြုံကောင်းဘူးဒီပြည့်နေရာခမည်းတော်သဘောအတိုင်းဟုတ်တယ်ဒီနေရာမမြုံကောင်းအတန်လေးတွေကြိုးစားထွက်ပါဇက်ပါတဲ့လူတိုင်းသဘောပေါက်ပါတယ်ပါဇက်ပါတဲ့လူတိုင်းဆိုအတန်မထွက်ပါဇက်မပါဘူးသာအောင်မေးတော့တော့ကြဘေးကလူတွေကကိုယ်ပြောနေလေဒီကောင်ကြီးပစမ်းပါဘူးခါဒီကောင်မပစမ်းပါဘူးဟဲ့သူများပြောနေမယ်အတန်ထွက်ကြပစမ်းပါမှလူသိအောင်ကဲကြည့်တရားနာပိဿကြီးဖွားဘက်တော့9ယောက်နောက်ကတလုံးချင်းလိုက်ဆိုသားမှလက်ချိုးပြီးတော့ဘောကာယဆံရွှေကံဘယ်နှချောင်းအာဘောကာယဆံရွှေကံဆိုကြည့်သားမအာဘောကာယဆံရွှေကံနောက်တစ်ခါအာဘောကာယဆံရွှေကံဖွားဘက်တော်ပဲ2ယောက်တို့သူစကလုံးလေးတွေနဲ့သူဖော်ပြီးသားဖြစ်ပါတယ်ဗျိဿဘုန်းကြီးပြောစရာတောင်မလိုပါဘူးဆိုတာအာနန္ဒာပေါ့သူစလုံးနဲ့သူဖော်ပြီးသားဘောဆိုတာဘာဖြစ်မှာပါလိဘောဓိပင်ကာဆိုတာကာလူဓာယီယဆိုတာမလေးရန်ကုန်အပြေးမှန်တယ်ဗျတောရွာတရွာသွားဟောယဆိုတာဆိုရာဟုလာပါဗျာဟောဒုက္ခပဲလို့အဖေနဲ့သားအတူဖွာ၅ပါးမှောက်ရောပေါ့
ရပ်ပလက်နဲ့ရတော်တရားရဆိုတာဘယ်သူတို့မြိတ်သားဆန်းဆိုတာဘယ်သူပါလိဆန္ဒအမမောင်ဆံပေါ့ရွှေဆိုတာဘာပါလိရွှေအိုးကြီးလေးလုံးကံဆိုတာဘာပါလိပြီးသွားတော့အဲ့ဒီတိုင်းကသွားတော့သောက်တိသောက်ထိုးပဲသွားမှာပဲပြောထားတာကကံကိုခင်ဗျားတို့ဆိုးနေတာခံကိုဗျလွဲပြောနေတာကိုပရိသတ်ရဲ့ခန္ဓိကလို့ခန္ဓိကလို့လွဲခေါ်နေတော့ကံဆိုတော့ဘယ်ဖော်ရမတို့အမှန်ကကန္တကမြင်းရှေ့ကကာကြီးနဲ့နောက်ကနာကြီးနဲ့အောက်ကဓာတ်ရင်ကောင်းနဲ့ကန္တကမြင်းဒါကြောင့်ကျုပ်ကကံပြောလိုက်တာခန္ဓကလို့ကြားဘူးတော့လွဲတာပေါ့ရွှေမန်းတင်မောင်စာရေးဆရာဗုဒ္ဓဝင်စာရေးဆရာအမေကြီးဦးအောင်စိန်ကျုပ်နဲ့မြင်းညာတွေ့တော့ကကျုပ်ရှိလားလားအဲ့လိုမေးကြည့်ခမရဇတ်ထုတ်တည်တယ်လေခန္ဓိကပါပဲလားလို့ဟုတ်တယ်ဗျာတဲ့ဓာတ်ပြားသွင်းပြီးမှမှားမှန်ပြီးတော့လဲမပြင်းသာဘူးဗျာတဲ့ခန္ဓိကလှုပ်ထားတာပဲပြိဿရဲ့ဒါကြောင့်ခမရတို့ကလည်းခန္ဓိကကြားဘူးတော့ကံဆိုတော့ပြောင်းနေတာပေါ့ခမရတို့ကလွဲခေါ်တော့လူပြက်တွေကလည်းဗုဒ္ဓဝင်ဖြက်ပြစ်သူတို့ကလူကောင်းမှမဟုတ်ပဲခေါ်တဲ့လူပြက်ကိုဘုရားလောက်စီးတဲ့မြင်ခန္ဓိကမြင်ဆိုကြတဲ့ကမြင်ပြီးမဟုတ်တော့ဘူးကွာဆိုသွားရောဖြက်ပြစ်တယ်အကုန်လွဲအကုန်တာပေါ့ကံဆိုတာပါလဲပြိဿကြီးကန္တကမြင်နဲ့ဖွားဘက်တော်9ယောက်အဲ့ဒီဖွားဘက်တော်9ယောက်ထဲမှာဘောရီပင်ဖယားဖွားဘက်တော်ဖြစ်ပါလေကနေမာနကသူမှတ်တယ်လို့ဆိုနေပြီသိတ္တထာဟောဒီပလင်ကထလို့ဒီပလင်ကပိုင်နေဘောရီပင်ကမှတ်ထားတယ်ဖယားထရလားပြိဿမထတော့မာနမကျေနပ်ဘူးမကျေနပ်တော့တရားနာပြိဿဓာမိုးလှမ်းမိုးမိကြီးမိုးပြဘူးမိုးရေရွာချမောင်ကြီးတရံပိတ်စီထားလိုက်သေးလန့်ပြီးဆင်းပြေအောင်နဲ့မှောင်ကြီးချလိုက်သေးဖယားပြေးရလားပြိဿပြေးပါဘူးသူပြစ်တဲ့လက်နဲ့တေးကလည်းဖယားခြေတော်ရင်တို့ကိုဖယားကိုတော်မြတ်ကလက်နဲ့မှန်းသိရင်ရှက်စရာကြီးရဲ့လို့အသက်မရှိတော့လဲရှိတဲ့ကဲ့သို့လက်နဲ့အသွင်ကနေပြီးတော့ဖယားခြေတော်ရင်ပန်းပေါက်တွေဖြစ်ပြီးတော့ရောက်ကုန်တဲ့ပြိဿဒါကြောင့်ဘိသိက်ဆရာတွေပလင်အောင်ကန်းပန်းပေါက်အကြောင်းပြောခြင်းဒီကစရသကိုပြိဿရဲ့မှန်ရလားပြိဿကြီးကဲလက်နဲ့တိုက်လို့ကရရလားပြိဿမရတော့သူကသက်သေထူတယ်ငါသက်သေတွေအများကြီးသူ့တယောက်တည်းယုံသွားဂတ်သွားမှန်ကန်တဲ့သက်သေလိုချင်တဲ့ဒီပလင်ဘလူပိုင်းတော့អော်လိုက်တယ်မာနကြီးကဟာဒီပလင်မာနကြီးပိုင်းနေနောက်ကသူကျွေးမွေးပေးကန်ထားတဲ့ဘက်ကောင်ကနတ်စစ်သားတွေအများကြီးမာနကြီးပိုင်းတဲ့ပြိဿရဲ့အော်ဘူးလားပြိဿကြီးဟောဒီပလင်မာနကြီးပိုင်းတယ်လို့ဆိုတော့ဘက်ကောင်ဆိုတာလေကျုပ်ကဟိုကြားဘူးလို့ထည့်ပြောတာနော်အင်္ဂလိပ်စာသိတတ်တာမဟုတ်ဘူးတို့က BA လောက်အောင်ခဲ့BA ဆိုလို့ထင်ကြီးလိုက်မမင်းနဲ့ B နဲ့ A နှလုံးနဲ့အောင်တာဟုတ်တယ်ကိုအောင်တာကိုကြွားရသေးအဲ့ဒါတော့အချိန်မရွေးနှိုးမေးပါရပါတယ် B နဲ့ A ကတော့အောင်ထားတာကိုဘယ်ကောင်ဆိုတာနောက်ကဟာတွေနဲ့တူပါရဲ့အော်ရောပြုတ်အော်တော့မနက်ကဘာပြောကိုင်းသိတ္တထာကျုပ်ဘက်ကသက်သေးရှိပြီခမရဘက်ကသက်သေးပြပါဘုရားသက်သေးတောင်းဘုရားသက်သေးတောင်းတော့ဘုရားကိုယ်တော်မြတ်ကဘာသက်သေးပြမြေကြီးလက်ထောက်ပြပိဿာကြီးကျွတ်တို့ဘုရားဘာသက်သေးပြပါလိမ့်မြေကြီးလက်ထောက်ပြတယ်မနရဲ့တဲ့ငါဒီဟောဒီပလင်လိုချင်လို့လေးသိချင်းနဲ့ကဘာတသိရှစ်သိချင်းနဲ့ကဘာတသိ16သိချင်းနဲ့ကဘာတသိပါရမီအနန္တဖြည့်ပြီးတော့လာခဲ့တာဒီပလင်လိုချင်လို့ပါကွယ်ငါဒီပါရမီ10ပါးဒါနပါရမီအစထားလို့သာသမီကိုလှူခဲ့တာတွေမယားကိုလှူခဲ့တာတွေဝေဒနာနောက်ဆုံးထားလို့
ဆင်ပြူတော်ကိုလှူခဲ့တာတွေပစ္စည်းတွေလှူခဲ့တာတွေငါဖယားသည်အဲ့ဒီတုန်းကရွှေကြရနဲ့ရေစက်ချလို့မနရဲ့ငါပေးတဲ့တက်တဲ့ဒီမှာကြည့်ကွာလို့မြေကြီးကလက်ထောက်ပြသည်ပြေးသားကြီးဘာလက်ထောက်ပြမထားကြနော်စံပြဖဆပါလာကွက်တဲ့တရားဝဲဖြစ်မြောက်အောင်ဆောင်ရွက်ကြတဲ့တရားတကားတရားအမှားတွေခုနှစ်ကြိမ်မြောက်တရားဝဲကြီးမှာခမရတို့ကုသိုလ်တွေမြေကြီးလက်ထောက်ပြရမှာပြုပြေးသားကြီးဘာလက်ထောက်ပြရမှာတော့မြေကြီးလက်ထောက်ပြလိုက်တော့မှဝတ်သုံးတရေဆံကိုဖြေတော့ပေးစားကြီးနဝေလေးနဲ့ပြောခြင်းပြောလိုက်ကြမာနကြီးမနိုင်ဘဲနဲ့ကျွတ်တို့အစင်ရှုံးပြီးတော့ဘယ်နဲ့ပြေးပါလိမ့်မလို့နဝေလေးနဲ့သူတော်ကောင်းလုံးနေနဲ့ဘုန်းကြီးပြောမကောင်းလို့မာနကြီးအစင်ရှုံးပြီးတော့ဘယ်နဲ့ပြေးပါလိမ့်မလို့ပြေးရောပေါ့အဲ့ဒီတိုင်းကြီးပေးသားကြီးမာနကြီးပြေးပါလားဒါဖြင့်နံပါတ်1ဘုရားကိုယ်တော်မြတ်မာနကိုအောင်တော်မူတယ်မှန်လားပြေးသားကြီးရှင်းနဲ့ကျဲသွားမှဆိုလို့မာနအောင်ပုံလေးဒါတော့တင်ထားခဲ့ပြီးတော့နံပါတ်2အောင်ခြင်းကိုကူးကြစို့ဘာလဲပြေးသားကြီးဆိုလိုက်သမ်းမယခင်စာဓမ္မိုလမိုးမိကြီးမိုးကိုရွာဖြိုးသွန်ချရမိကြသို့ဒေါသပြင်းထန်ငါပိတ်မှမှအမြန်ထွက်သွားနှင့်အားသည်တရားကင်ကွာအလာဝကတေဇထံပြင်းဘလူမင်းကို၎င်းပြေးသားကြီးနံပါတ်2ဘသူအောင်တော့ဘာဘလူကြီးတို့အာလဝကဘလူကြီးအာလဝိတိအနည်းညောင်မင်းကြီးနာမှာသူ့ပိတ်မှန်ဘလူမတွေနဲ့ယရနာ9ပါးနဲ့ပြောစရာအင်မတန်ကောင်းသူ့ပိတ်မှန်စိတ်မချလို့အထက်ကတန်ကွန်ညာကြီးအုပ်ထားဒီကနေ့တော့အာလဝကကြီးကလေနတ်တပင်အစည်းအဝေးပါအသွားကျွတ်တော်ဘုရားခေါ်ဓမ္မကလည်းအာလဝကကြီးကျွတ်ထိုက်တဲ့ဝင်နေရတယ်ညံတော်တွင်သက်ဆင်းဝင်ရောက်လာတာကိုသိတော်မူသဖြင့်အာလဝကပိတ်မှန်ကြွအဆောင်ဖြစ်တဲ့ဂတ္ထရဗနတ်ဘလူးနဲ့တွေ့ဟဲ့အဆောင်နတ်ဘလူးမြတ်စွာဘုရားပါတော့ဘုရားဟဲ့ပါတော့မလို့နဲ့ကွငါခိတ္တခဏအာလဝကပိတ်မှန်နဲ့ဝင်ပြီးတော့တီးခိုခြင်းလို့မင်းခွင့်ပြုပါမှန်လားပါဗျာအာလဝကကြီးမရှိဘူးဗျာအေးလေမရှိတာငါသိပါလေမင်းခွင့်ပြုပြီးတာပါဟာမဖြစ်ဘူးထင်တယ်ဗျာအာလဝကသိဒေါသကြီးတာဘုရားသောဘာသောညာသောနားလေတဲ့ကောင်ကြီးမဟုတ်ဘူးဗျာကိစ္စမရှိပါဘူးကွယ်တဲ့မင်းသာခွင့်ပြုပါတဲ့အာလဝကတာဝန်ငါတာဝန်ရှိပါစေငါတညတာဒီမှာတရင်သုံးရစေမှန်လားပါဗျာဒါဖြင့်သူ့လေအတိမပေးလို့ဖြစ်ဘူးဗျာရှင်မရတရင်သုံးပါဗျာဒီတော့သူ့သွားပြောဦးမှာဗျာမြတ်စွာဘုရားကိုယ်တော်မြတ်သည်အာလဝကတရင်အာလဝကနေတဲ့နေရာတရင်သုံးတော်မူလိုက်တော့ဘလူးမတွေလန့်သွားလန့်ရောပေါ်ပြေးတဲ့ရောင်ကြီးတော်တွေကအမှောင်မရှိအာလဝကပိတ်မှာအကုန်ပြိသွားဟဲဘာရောင်ပါလိမ့်ဟဲဘာရောင်ကြီးပါလိမ့်သူတို့ပြတဲ့နဲ့ပြင်မဲ့ထွက်ကြည့်ကြဘုရားကိုယ်တော်မှာပြဟဲတို့ပိတ်မှာနဲ့ဘုရားကြွလာတယ်ဟေးသုံးလောကထွတ်ထမ်းမြတ်စွာဘုရားကြွလာတယ်အာလဝကကြီးမရှိတော့ဘုရားအပသွားပြီးတော့ငါတို့ဖူးမြောကြော့၍တရားနာကြကုန်စို့ဘလူးမတွေကိုရောက်လာမြတ်စွာဘုရားကသူတို့နဲ့သင်လျောတဲ့ပကိဏကဒေသနာတွေဟောကြားလို့ဟောအဆောက်နဲ့သားကလည်းတရားနာပြိတ္တဘလူးထံသွားအာလဝကဘလူးထံသွားတယ်တာတာဂိရိနဲ့ဟေမဝတ္တလို့ခေါ်တဲ့နတ်သားတယောက်ကလည်းနတ်သပင်အစီအဝေးသို့
နာယထာတွေနဲ့ကောင်းခင်ကပြန်အလားအလာဝကပိတ်မှန်နာရောက်တော့အောက်ကဖျားရှိနေလို့နတ်ယထာတွေတရားနာပြိဿရှေ့ဆက်သွားလို့မရပဲအောက်တဖြည်းဖြည်းလျော့ကြကြပြိဿနတ်ယထာတွေရှေ့သွားလို့ရရဲ့လားမရပါဘူးဗျာအောက်ကဘာရှိလို့ပါလဲလင်းမြန်နေတော့ဘာဖြစ်ဘူးနော်ပြနေကြတာပဲပြိဿဟိုတုန်းကတော့တက်တော်ထင်ရှားကိုအခုတော့ရွှေတဝုံမော်လဲသွားဆုလေးဖျားပေါ်လဲသွားဘိုးထောင်မော်လဲသွားမဟာမြတ်မုနီပေါ်လဲသွားဘုန်းကြီးတွေပေါ်လဲသွားအကုန်လုံးသွားနော်သွားနေတာကိုပြိဿရဲ့ဟိုတုန်းကတော့တက်တော်ထင်ရှားဖျားကိုမှန်ရလားပြိဿကြီးကြည့်တရားနာပြိဿရဲ့နိုင်ထားတွေကြထူးဆန်းကြဒီလားတို့နိုင်ထားတွေဘယ်တော့မှဒီလိုမဖြစ်ဘူးအောက်ကလည်းအာလာဝကပိတ်မှန်းရှိတယ်တန်တော်သုံးလောကထောထဂေါရမမြတ်စွာဘုရားဗိမာန်တွင်ရောက်နေပြီနဲ့တူတယ်ဝင်လာကြတော့ဘုရားကိုယ်တော်မြတ်ကြီးတွေ့ဖူးမြော်ကြတော့လို့တပည့်တော်တို့ကြာကြာမနေနိုင်ပါဘုရားနတ်သမီးစီဝေသွားရမှာပါဘုရားနဲ့ဘုရားကြတော့ပြီးသူတို့ကသွားကြဟိုကနတ်ဘလူးကလည်းရောက်သွားပြီဘလူးကြီးအလောက်ကဘလူးကြီးဟဲ့ဘာတို့ကတ္တရမတူရူလေးကပ်ပြောဟိုအလာဝကဘလူးကြီးရဲ့ပိတ်မှန်ထဲမှာအခုဂေါရမမြတ်စွာဘုရားတည်င်းသုံးနေတယ်ဟဲ့မင်းအစောက်ထားကြတယ်မင်းဘာလို့သွင်းတော့ခွင့်မပြုတ်ပါဘူးဘလူးမင်းနဲ့သို့တော်လဲဟိုမင်းခွင့်ပြုတ်ပြီးတာပါဆိုပြီး2ကြိမ်3ကြိမ်တောင်းမှလို့ဟာအလာဝကဘလူးကြီးသိသွားရင်ဘုရားတပည့်တော်ဒုက္ခပေးပါလိမ့်မယ်လို့လျှောက်ထားတော်လဲအလာဝကတာဝန်ငါတာဝန်ရှိပါစီလို့ပြောတယ်ကြည်စမ်းရာစစဂေါရမဆိုတဲ့ဘုရားကဟေးငါပိမှန်တယ်ဝင်တယ်လားကွာစိတ်ဆိုးပြီဘလူးဒီကဘလူးစိတ်ဆိုးမလားစိတ်ဆိုးပြီပြေကရဲ့ဘလူးကြီးတဲ့အလာဝကဘလူးကြီးနေတဲ့နေရာထိုင်းနေတော့ဟိုဘလူးမတွေကလည်းအကုန်လုံးဖျားဖူးပြီးတရားနာနေကြတယ်ဟေးဘလူးမတွေဆိုတော့ဘိုးဆိုးသွားတာငါမရှိတော့ငါပိတ်မှန်နဲ့ဝင်ပြီးတော့ဘလူးမတွေကသူ့အနားမှာဆိုရင်တော့အမေဖျားတောင်စိတ်မချတာရောင်းဒါကြောင့်ဒီကိစ္စမျိုးတော့ဆိုးတာနော်ကာမတ္တဝါဆိုတာထင်မိထင်ရတယ်တတိပြုကြပေါ့စိတ်မချတဲ့အလုပ်မျိုးများဘယ်တော့မှမလုပ်ကြနဲ့ဒီထက်စိတ်မချတဲ့အလုပ်များလုပ်တဲ့တကားတွေပါသလားမပါဘူးပဲပြောပါမပါဒါမှပြည်လဲမှာကိုကြည့်တရားနာပြေးသားရေးစိတ်ဆိုးဟေးကျမဘယ်သူမှမသိစေနဲ့တာတာဂီရီနဲ့ဟေမဝတ္တကဝင်ဖူးခဲ့ပြီသူကဘယ်သူမှမသိစေနဲ့လို့အသားနေနတ်သပင်စီဝေးပြီးမှငါပြန်ပြီးတော့ဟေးဒီကနေ့ဖယားလားစိတ်စားပြမကွာစားရင်ဘာဘူးနော်ကျုပ်ရှာရှိတာစိတ်ဆိုးတော့ပြောလေသလားလို့ပေါ့ဗျာပြောလေသလားလို့ပေါ့မှန်းတော့ရတာပေါ့ဖယားသားစိတ်စားပြမယ်ကွာမင်းသားတိတ်နေဘယ်သူမှမသိစေနဲ့ဒီထက်ဘယ်သူမှမသိစေနဲ့ဆိုပြီးတော့ပြောနေခိုက်တတာဂီရီနဲ့ဟေမဝတ္တဆိုင်လာဘလူကြီးကနာမင်းတို့ကြွားကြပါသူကအဲ့ဒီဇီဝေခန္ဓာမှုလုပ်နေရတာနဲ့တူပါရဲ့နတ်တွေကိုနေရာပေးဘေးကနားလဲတဲ့နီးပြောရတာပါခေတ်သုံးတဲ့နိုင်ငံရေးမဟုတ်ပါဘူးနိုင်ငံရေးဆိုသတင်းစာတောင်ကြည့်ဘူးတိုင်းပြည်အုပ်ချုပ်တဲ့အစိုးရနဲ့တကွသာသနာရေးဘာသာရေးပညာရေးစီးပွားရေးလူမျိုးရေးအသင်းအဖွဲ့ခိုင်ကနပုဂ္ဂိုလ်ရေးမိဘပုဂ္ဂိုလ်မှမပုတ်ခတ်ပဲဟောလာလို့ကျန်ဒီကဥဇတိလအနှစ်20ရှိအနှစ်20ရှိပြီတရားနာပြိဿအနှောင်ရှေအတားစီအပိပင်ကကွက်ရှိခဲ့ပါဘူးကျုပ်တရားကျုပ်ဟောတာပဲတခုတော့ရှိတယ်မတ္တယတာနဲ့သချင်းဆိုတာငိုတာရှိဘယ်သူမှမပုတ်ခတ်လို့ကျုပ်ဘောခွင့်လွတ်နိုင်ကြပါတယ်မြန်မာပြည်ကမှန်လားပြိဿကြီးဒါကြောင့်ခင်ဗျားတို့နားလည်အောင်ခေတ်သုံးလေးတွေနဲ့သုံးတာပါပြိဿခန္ဓာမှုကြီးလုံနေသကိုကြွားကြပါနာမင်းတို့ဟေးအလာဝကကြီးလာပါဦးဒီကိုအလာဝကကြီးဒီနေ့သိကုသိုလ်ထူးသဗျာနေပါဦးနာမင်းတို့ရဘာကုသိုလ်ထူးတာ
ဟာကုသိုလ်ထူတာဘောလောကအတုမရှိသုံးလောကထိုထားသဗ္ဗညုမြတ်စွာဘုရားသင်္ပိမှန်နဲ့ဝင်တည်သုံးနေတယ်ကျောင်းအမတ်တည်သုံးတာသင်ကကျောင်းတကာကြီးဖြစ်နေတာပေါ့ဗျာဗိမာန်နဲ့ဖျားဝင်တာနဲ့ဒါကုသိုလ်ထူသလားလို့ဖျားဆိုတဲ့ဖျားကကျုပ်ပိမှန်နဲ့ဝင်ဒီမှာနတ်တပည့်စည်းဝေးပြီးမှကျုပ်ဖျားကအစိတ်စားပြလိုက်မယ်။အိုးအလဝကကြီးကလည်းအတုမရှိတဲ့ဖျားမတုချင်ပါနဲ့လေတို့ဖျားနဲ့စံလိုက်ရင်တို့ဖျားကတောသုံးတော်အစိုးရတဲ့ဂေတရာဇာချင်းသိမင်းကြီးကဲ့သို့သင်ကဝဲစားထားတဲ့မြေခွေးအိုလေးလိုပဲတဲ့စိတ်ဆိုးအောင်ဆွားနေဘယ်နဲ့ပြောလဲနာမင်းတို့ဟောဘယ်နဲ့မှပြောတာမဟုတ်ဘူးမတူလို့မတူတဲ့အကြောင်းပြောနေတာတို့ဖျားကအတောင်းနဲ့စုံစုံလင်းလင်းနဲ့အင်မတန်ကြည့်လို့လှလို့ကောင်းအောင်ဟိုကခုံနေတဲ့ရွှေဥချောင်းကြီးပမာဏတင်ကအမွှေးတောင်ကျွတ်နေတဲ့ကြီးအိုလေးပမာဏဝိုင်းစကြညနာကြီးကိုหนีလို့စားတဲ့หนีတယ်ပါဘူးကျုပ်ခါကျုပ်หนีပြည့်တာခင်ဗျားတို့ကျုပ်တို့စိတ်ဆိုးမျက်နှာหนีတယ်လို့หนีမှာပဲလို့မှန်တော့ရတာပေါ့ဗျာကြည့်တရားနာပြိဿဘလူးကြီးစိတ်ဆိုးငါတို့မြတ်စွာဘုရားကဟောကောင်းဝင်ကလောကရတစ်ခုလုံးကိုအလင်းရောင်ဆောင်နိုင်တဲ့ရွှေလာမင်းကြီးကဲ့သို့သင်ကပိုးစုံကျူးကဲ့သို့ပိုးစုံကျူးဆိုတာစာခေါ်ပိုးစိမ့်ပြူပြောတာညတိုင်လက်နဲ့မြင်မှုတယ်မဟုတ်လားပြိဿအဲ့ဒီလိုနိုင်ခိုင်းတော့ဘလူးကြီးသိစိတ်ဆိုးရှိစေအောင်တော့ငါကဘသူမှမသိစေနဲ့ဆိုတော့အခုကြည်စားတာဂီရီနဲ့ဟေမဝတ္တတို့တောင်သိလာပြီရှိစေအောင်တော့နဲ့ဒီလိုနဲ့ပဲတရားနာပြိဿနတ်သဘင်အစည်းအဝေးကြီးပြီးသွားဆိုကြပါစို့အာလဝကဒေါသအမျက်ကချောင်းချောင်းထွက်လို့နတ်သဘင်အစည်းအဝေးပြီးငါဟေးအာလဝကဆိုပြီးတော့ခုံပြီးကေလာသတောင်ထုတ်ပေါ်တအားနှင်းချလိုက်ပေပေါ်တင်ထုလိုက်တယ်လို့တောင်ထုတ်ကြီးကျွေထွက်သွားနေရအာမဟုတ်ဘူးသူပြေးတဲ့အချိန်ကခမည်းတော်ကျွတ်တို့ကိုလုံးလောက်ရှိတဲ့သစ်ပင်တွေအမြင့်ကကျုပ်ပြီးထောင်လိုက်တချို့သားကောင်းတွေသူပြေးတဲ့လေဟုန်နဲ့လင်းကဆယ်ပါလိမ့်ပြီးအသက်ဥပြောင်းပြန်လာပြီးတချို့သေးကုန်ကြပြေးအာလဝကကြီးဗိမာန်လာရောက်တော့အော်ကောရမငါဗိမာန်တွေကတင်ရခုထွက်လိုက်ပါထွက်ဘူးဘုရားကပြေးတာဘုရားထွက်ရလားမထွက်တော့မန္တကြီးလိုပေါ့လေဓာမို့လှမှုမီကြီးမို့ပြဘူးမိုးတွေပြည့်နှစ်ဖက်ချုံသုံးမဲ့ချုံဟာလက်နဲ့ပေါင်းစုံအကုန်ပြည့်ဘယ်လိုမှပြည့်လို့မရတော့အာလဝကကြည်စမ်းတဲကောင်းပါတဲ့ကောရမဒီလက်နဲ့တင်တဲ့ပြစ်တာလည်း तू မထွက်ဘူးအကောင်းဆုံးလက်နဲ့ကိုသုံးတော့မပြေးသာအာလဝကဒေသကြီးအာလဝကဘာလက်နဲ့သုံးမှာသူသုံးမဲ့အကောင်းဆုံးလက်နဲ့လိုက်ဆိုကြည့်စမ်းမဒုသာဝုရာအဲ့ဒီလက်နဲ့ဒုသာဝုရာလက်နဲ့ဆိုတာဘာလက်နဲ့နည်းနည်းလေးနားထောင်ပေါ့ဒုသအာဝုရဒုသဆိုတာပစိုးအာဝုရဆိုတာလက်နဲ့ဒုသဝုရမြန်မာလိုပြန်လိုက်တော့ပစိုးလက်နဲ့ဒါပတိခမည်းတော်ဆိုနေတာစက်ကြီး33ပါးတဲ့ဘွဲ့ပြူလက်နဲ့ဘလူးဆက်ဆိုတာအဲ့ဒီလက်နဲ့ပေါ့ပစိုးလက်နဲ့ပြိဿရေတောတောင်နေတဲ့ပြည့်လိုက်ရင်တစ်ပင်နဲ့12နှစ်တိုင်နေအညွတ်မထွက်နိုင်သမုဒ္ဒရာတဲ့လှမ်းပြသမုဒ္ဒရာကိုခန်းစေနိုင်တယ်အင်မတန်ထက်မြက်တဲ့လက်နဲ့ကြီးပေါ့ပြိဿအဲ့ဒီလက်နဲ့ကြီးနဲ့ပြစ်မယ်လို့ဆိုတော့ဘုရားကိုယ်တော်မြတ်ကြီးကသဗ္ဗေသတ္တအဝေရာဟွန်တုဘုရားကင်တဲ့လက်နဲ့ကမေတ္တာလက်နဲ့ဒီကဘုရားလက်နဲ့ကဘာလက်နဲ့မာနကြီးကဒေါသလက်နဲ့ပြစ်မယ်ဆိုပြီးတော့ဘွဲ့ပြူလက်နဲ့ကိုင်းလောင်လေးကွာတအားလှမ်းပြစ်ဘွဲ့ပြူလက်နဲ့ကဘုရားမထိကြိုက်ဖဲနဲ့ခြေသုပ်ပဝါဖြစ်ပြီးဘုရားခြေတော်ရင်သွားခြေသုပ်ပြီးသားဖြစ်ဟာအာလဝကခေါင်းကြည့်သွားအာမလေးရကောင်းဆုံးလက်နဲ့ကြီးနဲ့ပြစ်တာတောင်မှဂေါရမဘာမှမဖြစ်ပါလားနော်ဘာဖြစ်လို့သူ့ဒီလိုဒုက္ခမဖြစ်တာပါလဲ
ဩတန်တော့ငါကဒေါသသူကမေတ္တာလက်နဲ့ကြီးကင်ထားတာကိုတဲ့ပိဿဒေါသကြီးတဲ့လူမေတ္တာလက်နဲ့အောင်ရတယ်နော်ပိဿကြီးဒေါသကြီးတဲ့လူဘာလက်နဲ့အောင်ရမေတ္တာလက်နဲ့သုံးပါမေတ္တာလက်နဲ့သုံးပါကြည့်အခုတရားနာပိဿကြီးမေတ္တာလက်နဲ့ဘုရားကိုယ်တော်မြတ်ကသုံးမှန်သိတန်တော်မေတ္တာလက်နဲ့သုံးလို့ငါဘွယ်ပြူလက်နဲ့တောင်အစွမ်းထပ်ပါလျက်ကနေသူ့မမှန်မထိခြေတော့ဘဝဖြစ်ပါပြီဂေါရမဒေါသဖြစ်လာအောင်ဆွပေးလိုက်ရအောင်သူမေတ္တာပြည့်လာမှငါလုံးလို့ရမှာမေတ္တာလက်နဲ့ကြည်သူ့အစ္ဆဒတဏ္ဍာငါထွက်သွားအောင်ဂေါရမဒေါသဖြစ်အောင်ငါဆွလိုက်အောင်အိုးရှင်ကြီးဂေါရမဟဲ့အနာဝကဘာတော့ကွမင်းငါခေါ်သလားဒေါသဖြစ်အောင်ခေါ်နေမှငါခေါ်သလားလေးပါလေးနဲ့ခေါ်လေအေးလေမင်းဘာပြောခြင်းလို့တော့ကွအေးဒါဒေါသကြီးတဲ့လူရဲ့လက်နဲ့မေတ္တာလက်နဲ့ကအတန်ထွက်ခြင်းကိုကြွာတာကိုပရိသတ်ရဲ့ကြွာဘူးလားပရိသတ်ကြီးမင်းဘာပြောခြင်းလို့တော့ဘာပြောခြင်းလို့ရတော့မဟုတ်ပါဘူးရှင်ကြီးကိုတော့မှကျွန်ုပ်ဗိမာန်တဲကအပြင်ဘက်ထွက်လိုက်စမ်းပါတဲ့မင်းနဲ့ကွယ်ထွက်တဲ့ကျင်တာများတူတူသက်သာပြောရောပေါ့မင်းထွက်တဲ့ကျင်ငါထွက်မှာဘောအာလာဝကရဲ့ဘုရားကိုယ်တော်မြတ်ကအသာလေးအပြစ်မဲ့ထွက်ကြွပေးလိုက်ဟောဗျာဘယ်နဲ့ဟာကြီးပါလဲလက်နဲ့တင်တဲ့ပြစ်တုံးကတော့မထွက်ဘူးမတုံမလှုပ်ထိုင်းနေမဲဒီလိုဆိုတော့လေအလွယ်သားဒီလိုဆိုတော့လေဂေါရမငါစကားနားထောင်တာအမေဖះတောင်သူစကားနားထောင်မြန်တယ်ကလေးများမုံဘိုးပေးတာနဲ့ကလေးပေးသလိုဒုံနဲ့ရိုက်တာနဲ့ကလေးရိုက်သလိုထမင်းကျွေးတဲ့နဲ့ကလေးကျွေးသလိုနှုတ်ချိုးတိုက်ကျွေးတဲ့နဲ့ကလေးနှုတ်ချိုးတိုက်ကျွေးသလိုသူ့ကိုဖះဆုံးမနေမှမသိဘူးအမေငါစကားနားထောင်တာဒီလိုဆိုရင်ငါလည်းနဲ့တည်းအကုန်မခံဘူးတဲ့စောစောကထွက်လိုက်အကောင်းသားကဲရှိစီအောင်တော့နှိပ်ဆက်လိုက်အောင်အိုးရှင်ကြီးကောဓမဟဲ့ဘာတော့ကွမင်းခွန်လာကြီးလားအတွင်းပြောင်းဝင်လိုက်စမ်းပါရှင်ကြီးကောဓမအေးလေတဲ့မင်းဝင်တဲ့ချင်းငါဝင်မှာပေါ့ကွယ်အတွင်းဝင်ကြွသွားအမေနေဟာကောဓမဒီလိုဆိုတော့ငါစကားနားထောင်တာတော့ပွားအောင်ဆွလိုက်ရအောင်ရှင်ကြီးကောဓမအပြင်မဲ့ထွက်လိုက်စမ်းပါသူလိုတာမန်ပုဂ္ဂိုလ်မှတ်ပြီးတော့စိတ်ပြက်ပြီးဒေါသထွက်မှသူနိုင်မယ်ဆိုပြီးလုပ်နေတော့လေဖခင်ကစိတ်ပြက်ရလားပြိဿဒေါသကိုထွက်ကြလားပြိဿသူတော့ထွက်မှာပေါ့ကွာတဲ့ရှင်ကြီးကတော့ဝင်လိုက်သမ်းပါဝင်ပါမယ်ကွယ်တဲ့တော်ဆိုးတဲ့ဘလူပေါ့ဖခင်တလိမ့်ပြသူလှုပ်ချင်တယ်လို့လှုပ်ဖခင်ကသူ့တနာလို့အလိုလိုက်သူခိုင်းတယ်လို့လှုပ်ဒီတစ်ခါကြမ်းပြီကဲစိတ်လည်းမပြည့်ဘူးဒေါသလည်းမထွက်ဘူးဘယ်နဲ့ဟာကြီးမှလည်းမသိဘူးခိုင်းတိုင်းလုံနေပြန်ပြီဒီတစ်ခါထွက်လာပါစေဒီတစ်ခါထွက်လာပါစေဒီတစ်ခါဂေါရမအပြင်မဲ့ထွက်လာရင်တော့သိချင်တဲ့ချောင်းကိုကိုင်းပြီးတော့ငါစက်ကြဝလာတရင်းကြီးနဲ့အယိုးတွေကြေသွားအောင်ရိုက်ပြလိုက်မနော်ခြေနှချောင်းကိုင်းရိုက်တော့မှာတဲ့ပြိဿကြီးဒီတစ်ခါပြိဿကြီးခြေနှချောင်းကိုင်းပြီးဖះကိုအာလာဝကဘာလုပ်တော့မှာတော့ကျောင်းဆရာကြီးပြိဿကျွတ်တို့ဖះပြင်မဲ့များထွက်နေမလားမလီကျောင်းဆရာကြီးခင်ဗျားတို့ကျွတ်တို့များဒီလိုသိထွက်မှာဟုတ်ပါဘူးဗျာနော်ဖះထွက်မထွက်လဲနားထောင်ကြည့်အိုးရှင်ကြီးကောဓမဟဲ့ဘာတော့ကွယ်အာလာဝကမင်းခေါ်လာကြီးလားရှင်ကြီးကောဓမပြင်မဲ့ကိုထွက်လိုက်စမ်းပါတော်ပြီကွာတဲ့ငါထွက်ချင်တော့ဘလူးကိုကိုယ်ကဘယ်လိုရင်ကြဖြစ်သွားဟောဗျာဘယ်နဲ့ဟာကြီးပါလဲခုနခိုင်းနေလို့နေဒီကခြေတစ်ချောင်းကန်ရိုက်ပါမယ်ဆိုမှထွက်ချင်တော့
နေပါဦးရှင်ကြီးကောဓမခုနှစ်ကခိုင်းတိုင်းလုပ်ပြီးအခုဒီတစ်ခါဘာပြုလို့မထွက်ဘယ်ထွက်မတော့နဲ့မင်းကစိတ်ချရတဲ့ကောင်ကြီးမဟုတ်ဘူးတဲ့မင်းကဖရာသောဘာသောသိတာမဟုတ်ဘူးတဲ့တော့ကြငါထွက်လိုက်ရင်တဲ့မင်းကတဲ့ငါ့ကိုချီနှချောင်းကင်ပြီးစက်ကြောင်လာတတိုင်းကြီးနဲ့ဒီတစ်ခါရိုက်တော့မှာတဲ့ဖရာကအဲ့ဒီတော့မှအာလဝကကြီးပြူးသွားမျက်လုံးရှင်းတော့လွဲသွားလို့အာလဝကကြီးမျက်လုံးပြူးသွားတယ်ဩခေါရမသူတပားရဲ့စိတ်အကြံတောင်သူသိပါကလားငါဝင်းတွေကကြံနေတာသူသိကုန်ပြီဒါကြောင့်လောကအတုမရှိဆိုပြီးတော့အမတန်သိတော်မူတဲ့ဖယားမို့လို့သူများကြီးကိုယ်ကွယ်နေတာငါကအခုအန်တုပြီးတော့သူ့ကိုအနိုင်ရလိမ့်မလားလို့ဟောမလေးလက်နဲ့ပေါင်းစုံနဲ့တိုက်တော့မောယုံရှိတာပါပဲလားတော်ပြီသိတတ်တဲ့ဂေါရမငါဘိုးဘွားမိဘလက်ထက်ကငါမသိတဲ့စာရိုးပေစတွေမင်းမှာပဲလို့ကိသူဒဝိတ္တအစရှိသဖြင့်မင်းတော့ဖယားကိုယ်တော်မြတ်ကတတ္တိဒဝိတ္တအစရှိသဖြင့်ဖြေတော်မူသောအဆုံးမှာဟောအာလဝကဘလူကြီးအစွဲကျွတ်ပါဗျာခေသာအာလဝကဘလူကြီးဘာပြုအစွဲကျိုးပါဗျာဘာပြုတော့မရိသအစွဲကျိုးတယ်ဆိုလို့အောက်ကျိုးကြပြီးတချမ်းကျိုးထွက်သွားတယ်မထင်နဲ့မမနာဒေါသတွေကွာသွားတယ်ဒါကိုပြောနေမှန်လားပြိဿကြီးဩကျုပ်ကလည်းတရားနာပြိဿဖယားရှိခိုးပါမယ်ဆိုမှအခုနှစ်ပါးရှိသေးဒီနေ့ဖယားရှိခိုးနေမြမိုးလင်းနေမလားကန်တရားနာပြိဿဗါတယ်ဆိုလိုက်စမ်းမဒေါသထံပြင်းအာလဝကဘလူမင်းကို၎င်းခတ်တုတ်လေးသွားကြစို့အာလဝကကိုနံပါတ်1အောင်မြင်မလားပြိဿနောက်တစ်ခါဆိုလိုက်ကဇင်းစအစွဲထက်ချုံအရက်မွန်လျက်အလွန်ဆိုးညစ်အမုံရ၍ရှင်จิตတလင်သုံးလူမင်းကိုအတင်းအကြဝိညာဉ်ပြအောင်ထိုးတန်အငါရှေ့ရှုလာသည်နာလာဂီရီတောင်ရှိနီဆင်ပြောင်ကြီးကို၎င်းနံပါတ်3ဘသူအောင်နော်ဒိဋ္ဌိတွေကအရက်တိုက်လွတ်လို့ဘုရားကိုယ်တော်မြတ်မထိုးပဲနဲ့ဆင်ကြီးကပြားလူများရှိခိုးတဲ့ကဲ့သို့ဒူးတုပ်ပြီးတော့ဖယားရှိတော်မှောက်မှာတရိษံဖြစ်လို့သာပေါ့တရားနာပြိဿနှုံးမဝင်သူကျွတ်တန်းဝင်သွားနိုင်တယ်။မှန်လားပြိဿကြီး။ဒါကြောင့်နံပါတ်3ဘလူအောင်ပါလေ။ဟဲ့နံပါတ်4ကူလိုက်ကြစို့။ဇောရင်စာတဟုန်ဒီဖြင့်ခရီးဝေးกว่าသုံးယူဇနာကိုလျင်စွာပြည့်စွန်တော်မြိုင်တန်ငါလူဖန်းလက်ဖြတ်တေအောင်သတ်၍နယကကြော်မွေးမဲ့တော်ကိုမြင်သောစိတ်ထားဖြင့်လိုက်၍ပြေသာကြီးအင်္ဂုလိမာလာကြီးကဘု து ဓာနဲ့လိုက်အမေလိုက်တာအမေလိုက်တဲ့ဇလန်းကနောက်ပိုင်းဟောမှာအမေကိုဓာနဲ့လိုက်ယူနေမကဖယားကြွလာတော့ဖယားကလည်းယဟန်ကြီးရောင်ဖန်ဆင်းဟေးအမေမတတ်တော့ဘူးယဟန်ကြီးလည်းညှို့ဖျက်မယ်ဆိုပြီးဖယားပြန်လိုက်တာဖယားပြန်လိုက်တော့မှအမေလို့သူကတာရဲ့လူအလေးလက်ချလိုက်ပါတော့ကောသလစစ်တီတော်တွေဝိုင်းကုန်မကွဲလို့ကောသလစစ်တီတော်တွေကလည်းဝိုင်းဘယ်တောင်ညာတောင်ဖျက်လို့ဝိုင်းထားဝိုင်းဟေးဝိုင်းဟာကောသလစစ်တပ်ကဝိုင်းမူလားပြိဿကြီးမလေးဒါသိအော်လုံးမဖြစ်ဘူးမန္တလေးစစ်တပ်နာသွားဟောတဲ့စစ်ကား3စင်းရောက်
တနတ်တွေနဲ့ခြိနှင်းတွေနဲ့ကွာကွာဆိုဆင်းလာကျုပ်ပြူးသွားတယ်မျက်လုံးနောက်ကျုပ်လာလျှောက်တယ်ခုနှစ်ယောက်ဘာဖြစ်ကြတာတော့ညကျုပ်ကတရားဟောနေတာလို့တရားဟောတာဟုတ်ပါပြီလို့ဝိုင်းတော့ဘာတော့လဲဘာမဟုတ်ပါဘူးလို့အင်္ဂုလိမာလာတိုင်းပြည်နှိမ့်ဆက်တဲ့ကောင်ကြီးကောသလစစ်တပ်ကဝိုင်းတဲ့အခန်းလေးပေါ်ပြဟောဗျာဆိုရီးပြန်သွားတာကျုပ်เจ้าတော့သိနေကြတာပါတရားနာပြိဿဒါကြောင့်တိုင်းပြည်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်များကလည်းသူတို့ထံမှာလည်းပဲတချို့လူကြီးပိုင်းဆိုင်ရာကက်ဆက်တွေရှိလို့နာကြနေရကျုပ်ကဘယ်သူမှမပုတ်ခတ်တဲ့ဘုန်းကြီးဆိုတော့ဟောနေကြပါပြီပြိဿအနှစ်20ရှိမှန်လားပြိဿကြီးကဲဒီတော့ကောင်းပြီတရားနာပြိဿကြီးအဲ့ဒီလိုဖယားကိုတောင်းတတ်မလို့လိုက်တဲ့အင်္ဂုလိမာလာကြီးကိုလည်းဖယားကိုတော်မြတ်အောင်မြင်တော်မူသည်အောင်မလားပြိဿကြီးဘာလဲဆိုလိုက်စမ်းမမြင်သောစိတ်ဓာဖြင့်လိုက်၍မဂ္ဂိထွတ်တင်သုံးလူရှင်ကိုအပင်ရှောင်ဝေးပဲကြောင့်ပြေဟုဒါရီပြကတတ်မြည်လာသည်လွန်စွာဆိုပြီးအင်္ဂုလိခေါ်တခိုးကျော်ကို၎င်းနံပါတ်4ဘယ်သူအောင်နော်3ယူဇနာတဟုန်ဒီဆိုတော့1ယူဇနာ73မိုင်နဲ့တွက်3ယူဇနာဆိုတော့မိုင်ပေါင်းဘယ်လောက်ရှိ39မိုင်အဲ့ဒါတဟုန်ဒီပြေးနိုင်တာကျုပ်ဟိုတလောကဓာတ်စီနဲ့ဝယ်မရတော့အာလာဝကအဲ့ဒီအင်္ဂုလိမာလာကြီးခေါ်တဟန်ကြမှာသူ့စီတရားဟောနေရအစဉ်ပြေသားလို့စိတ်ထဲအောင်းမိအခမသိတော့လည်းပဲကျွတ်တို့ပဲပစ္စည်းမဆိုရှားတတ်ပါတယ်နော်ဒါကြောင့်အဲ့ဒီတုန်းကအောင်းမမိတဲ့ကျုပ်စိတ်ထဲကဲရှိစေတော့လေတရားနာပြေးသားရှေ့ဆက်လိုက်ရအောင်ကြည့်အခုအင်္ဂုလိမာလာကြီးကိုနံပါတ်ဘယ်လောက်မှအောင်လဲနံပါတ်4နံပါတ်5ခုကြဆိုအနိမ္စအလုံးကောက်ကျစ်ဒိဋ္ဌိညစ်တို့အပြစ်ရှားကြမကောင်းညာဖြင့်စီမံဆုံးဖြတ်စေလွတ်လိုက်၍ပရိသတ်ထဲအရှက်ကွဲအောင်စွတ်စွဲရစွာစိတ်စမာဟုပရိသတ်ကြီးကျွတ်တို့မြတ်စွာဘုရားကိုပရိသတ်ထဲအရှက်ကွဲအောင်စွတ်စွဲတာဘယ်သူပါလိမ့်သူကဘယ်ပင်ရပေါက်တဲ့ကောင်မပါလိမ့်လူကမွေးတာမဟုတ်ဘူးခိုးရမွေးတာလည်းမဟုတ်ဘူးမကြီးဝင်ဖွားတဲ့မိန်းမကြိတ်တရားနာပရိသတ်ကြီးသူကဘုရားကိုစွတ်စွဲတယ်ဘယ်လိုစွတ်စွဲတယ်ဒိဋ္ဌိတွေကလွတ်တကူဒိဋ္ဌိတွေကမှိုင်းနေကြတော့ရှင်ဘုရားတို့ဘယ်နဲ့ကြောင့်မှိုင်းတာတို့ဟဲ့နှမစိတ်သမားနာတို့မှိုင်းတာတခြားမဟုတ်ဂေါရမဘုရားပွင့်လာကြတဲ့ကငါတို့လက်လာပါနဲ့ကုန်ပြီတို့ပရိသတ်တွေလည်းသူ့ပရိသတ်ဖြစ်ကုန်ပြီတို့လူမဲ့ဟာတွေလည်းသူ့လူကုန်ပြီဒါကြောင့်တို့မှိုင်းနေကြတာဒါပြဘာအကူကြီးပေးရမလို့ဒီမဲ့သင်ကူညီနိုင်မယ်ဆိုရင်တော့ဟဲ့စိတ်သမားနာချင်းတော်မှာဂေါရမဘုရားကြောင့်တရားနာပရိသတ်မလာခင်နေရအောင်သွားပြီးတော့ပရိသတ်တွေထိုင်တဲ့ခါကြတော့မှကြောင်ကြမှောင်ကြတွေကထွက်လာပြီးတော့မလုံမလဲမျက်နှာနဲ့ပရိသတ်ထဲကိုသင်ဝင်ထိုင်မျက်နှာကအငြိမ်မနေနဲ့မလုံမလဲမျက်နှာနဲ့ဟိုလူစိတ်မချသယောင်ဒီလူစိတ်မချသယောင်သင်ကကြည်တရားပွဲကြီးသိရင်တော့လေသူများတွေပြန်တော့လေသင်မပြန်နဲ့တယောက်ထဲနောက်ချမ်းနေရခဲအဲ့ဒီလိုရက်ပေါင်းများစွာလှုပ်ပြီးပြီအဲ့ဒီလိုရက်ပေါင်းများစွာလှုပ်လာရင်ရက်ပေါင်းများစွာလှုပ်လာခဲ့တော့ဂေါရမရဲ့အချမ်းရံဖြစ်တဲ့တရားနာပရိသတ်တွေကကြည်စမ်းဒီကောင်မကြည်စမ်းငါတို့မရောက်ခင်သူရင်ရောက်တယ်ကြောင်ကြားမှောင်ကြားကထွက်လာတယ်ပရိသတ်ထဲကိုသူမလုံမလဲဝင်ထိုင်တယ်တို့ပရိသတ်တွေပြန်တော့လေသူမပြန်သေးဘူးနေ့စဉ်သူဒီလိုလုံနေပုံထောက်ရင်တော့တန်တော်ဂေါရမနဲ့ဒီကောင်မဟုတ်ပါလေစားအထင်လွဲအောင်အရင်ခိုင်းနေ
အဲ့ဒီလိုရက်ပေါင်းလပေါင်းလှုပ်ပြီးတော့မှတရားနာပိဋကရှင်သမားတဲ့တင့်ပိုက်ကိုပြင်းချက်စီးပြီးတော့ဟောတာဂေါရမနဲ့ခတဲ့တန်တေကြီးပါဘဲလို့အရှက်ကွဲအောင်ပိဋကထင်းအရှက်ခွဲလိုက်စမ်းပါတဲ့သူတို့ခိုင်းတဲ့အတိုင်းလှုပ်သဘောစိတ်သမာနာနောက်ပိုက်ပြင်းချက်စီးပြီးတရားနာပိဋကကြီးပိဋကအလေကောင်ဘုရားကိုယ်တော်မြတ်လက်ညှိုးထိုးပြီးတော့စိတ်သမာနာတန်တေအရင်အမှာဟန်ကြီးနဲ့ပေါ့အိုးခေါရမသင်ကတော့လောကမှာဖယားဆိုးပြီးတော့သူများတွေလှူတဲ့ဝတ္ထုပစ္စည်းတွေကိုချမ်းချမ်းသာသာသုံးဆောင်ပြီးတော့သူတော်ကောင်းကြောင့်ဆောင်းပြီးတော့ကြည်လေခုငါမှာတော့သင်နဲ့အတူတကွာနားရှစ်စရာကြီးပါဗျာတော်ဆိုးတယ်မိမသင်နဲ့အတူတကွာငါပြောမပြပါရစေနဲ့ဟောဒီတရားနာလာတဲ့ပိဋကကြီးသိကြပါတယ်သူတို့တရားနာလာတော့လဲငါမလုံမလဲမျက်နှာနဲ့ထိုင်ခဲ့ရတယ်တမင်ထင်အောင်လုပ်ခဲ့တယ်ကိုသူတို့ပြန်တော့လဲသင်ကမပြန်နဲ့အိုးငါနဲ့နှစ်ယောက်ထဲနေရအောင်တော်ဆိုးတယ်မိမပါလားဗျာနော်ငါလေအဲ့ဒါလို့နေလာပြီးသင်ချမ်းချမ်းသာသာနဲ့သူတော်ကောင်းအောင်ဆောင်ပြီးတော့ပိဋကတရားဟောနေပြီမဲ့လို့ငါမတော့ဟောတာကြီးပေါ်ပေါက်လာပြီးခေါရမတေချမ်းသာတယ်လို့ငါဒုက္ခရောက်နေတယ်ငါကိုလည်းမိနေစရိတ်လေးပါလေးထောက်အောင်ပါဖို့စားရင်ပါဘူးနော်ကျုပ်ရှာရှိတယ်လို့မှတ်ဖို့ဒါကြီးဒီဟာကြီးလုံရဲသေးတာအဲ့ဒီစကားလေမပြောရဘူးလို့ဆိုနိုင်မလားပြိဿကြီးဒါကြောင့်ကျုပ်ထဲ့ပြောသူပြောမပြောကျုပ်ကပြောလိုက်တယ်ဒီမိမဒီလိုပြောခြင်းပြောနေမှာလို့မှန်တုတ်တယ်လို့မှတ်ဖို့ဗျာကြိတ်တရားနာပြိဿအဲ့ဒါလို့ပြောတော့ဘုရားကိုယ်တော်မြတ်ကရှင်နမစိတ်သမာနာသင်ကိစ္စနဲ့ငါကိစ္စသင်နဲ့ငါနှစ်ယောက်ထဲသာသိသည်ဟုတ်မဟုတ်သင်ကိစ္စသင်သိသည်ငါကိုဟုတ်မဟုတ်ငါသိသည်ဒါကိုပဲသူကဟောကြားရလားပြိဿတို့တဲ့သူနဲ့ကျုံနဲ့နှစ်ယောက်ထဲသိတယ်လို့ပြောတယ်ဟုတ်တယ်လေးတဲ့ဒါလူမီအောင်ပဲဖြစ်မတုံးနေပါအတော်ဆိုးတဲ့မိမလို့ဆိုမှဒါပေမဲ့လို့တရားမင်းကြောက်ဖြာတင်းပြီးနတ်သားတွေခေါ်ပြီးတော့လာကြအမောင်တို့မိမယုတ်သွားပြီးတော့သူ့အထုပ်ကိုငါတို့ဖြုတ်ချကြစို့ဒီသာသူ့ထုတ်ဖြုတ်ချမတဲ့ပြင်ထုတ်ဒီကကြီးဘာထုတ်ကြီးတို့ကြွက်ရောင်ဆောင်ပြီးတရားနာပရိသတ်ရေခြီပမိုးပေါ်ကစတက်တာတဖြည်းဖြည်းနောက်ခြီသလုံးတက်ခြီသလုံးကနေမပြောရဘူးဘာလို့ကြီးပြောမယ်ပုံကြီးအချိန်ပြအောင်ကိုင်းတဲ့ရောပေါ်ဆိုကြပါစို့အပေါ်တက်ပြီးတော့စီးထားတဲ့ကျိုးတွေကိုက်ဖြတ်ချလိုက်ကိုက်ဖြတ်လဲချလိုက်ရောတရားနာပရိသတ်ရေသူဟန်လောက်ထားတဲ့ကျွတ်တို့တကယ်မဟုတ်တဲ့ပြင်ချက်ကြီးအောင်ကြပါတာနော်ကျွတ်တို့လက်ဖက်ချောက်တွေမယူရဘူးဆိုတော့ငါမိမတွေတန်တွေဖြစ်အောင်လက်ဖက်ချောက်တွေပိုက်ထဲစီပလိတ်ရှိဂတ်တဲ့ကြောင့်မှပေါက်ကြငါမှမောက်ပါလားကျောင်းမသိပါဘူးကျောင်းနဲ့ယဉ်နေတဲ့ရဲရရှိတွေကပြောတာဗျာချမ်းတဲ့ခေါမလှုပ်တဲ့မိမတွေဗျာတဲ့ဘိုက်ထဲချီတောင်းတဲ့ချောင်းအောက်ကနေလေဖက်ချောင်းတွေပေါက်တာပြုံးမိမကြီးခမအောက်ကဟွာတွေပေါက်ကြကုန်နောက်တော့သနာတာနဲ့ဗျာတဲ့ဖားလည်းမဖမ်းပါဘူးတဲ့လွတ်လိုက်တာဒါကြောင့်တရားနာပြေးတာအဲ့ဒါလိုနေမှာပေါ့လက်ဖက်ချောင်းလေးကြတာတောင်ဒါလောက်ရှက်စရာဖြစ်ရင်ပြင်းချကြီးကြတဲ့စိန်သမာနဆိုတော့ဘယ်ပြောပွေရရှိလိမ့်မှန်လားပြေးတာကြီးဒါကြောင့်ပါတယ်ဆိုလဲစမ်းမပရိသတ်ထဲအရှက်ကွဲအောင်စွတ်စွဲရစွာစိတ်စမဟုသင်ညာခေါ်ထုံမိမယုတ်ကို၎င်းပြေးသားကြီးနာမငါဘသူအောင်နော်နောက်ဆိုလိုက်စမ်းမသစ္စကင်းစာမစင်မဖြူဒိဋ္ဌိယူဖြင့်မြည်သူကိုမြတ်မမချပဲဝါဒချင်းပြိုင်သူကနိုင်အောင်အနိုင်လွန်မှုအယူဆိုသည်
ဒေထီမျိုးမိုက်သစ္စကပရပိုက်ကို၎င်းနမ6ဘသူအောင်နော်မလေးတရားနာပိဋကရေသူ့ဝါဒတွေပညာတွေများလွန်းလို့တဲ့အဖေဘက်ကဝါဒအမေဘက်ကဝါဒမလေးသူတတ်တဲ့ဝါဒနဲ့သုံးလုံးများတင်လိုက်ရင်လေလူတယောက်မီးနဲ့တွေ့တဲ့ဖယောင်းအရေးပြောသလိုပြောနိုင်လောက်တယ်လို့အထင်ကြီးနေတဲ့သစ္စကပရပိုက်လေငါပညာတွေအားကြီးလွန်းလို့ငါလိုလူစဘူးမှမရှိလို့ပညာတွေဘိုက်ထဲများလွန်းလို့ပေါက်ထွက်ရကြီးရဲ့လို့ဘိုက်ထဲကပညာတွေပေါက်ထွက်မှဆိုလို့တန်ဘတ်ကြီးပတ်ထားတဲ့ပြိဿရဲ့ဩဒိဋ္ဌိတွေရဲ့ညံဆိုတော့လေစဉ်းစားတာကြည့်တော့ပညာပေါက်ထွက်မှဆိုလို့တန်ဘတ်ပတ်တဲ့ခမည်းတော်လည်းထမင်းတွေဟင်းတွေကိုနေ့စဉ်နဲ့အများစားခဲ့လှပြီးပေါက်ထွက်မှဆိုရတဲ့တခုခုတော့ပတ်ဖို့တော်ပြီထင်တယ်ပြိဿကြီးပတ်ဖို့မတော်ဘူးလားဘာနဲ့ပတ်မဲတန်ပတ်ဟုတ်တယ်ပတ်တော့ပတ်ကြဘာပြုခိုင်းဒီတော့ကောင်းပြီတရားနာပြိဿကြီးအဲ့ဒီလိုသူ့ဝါဒပညာကြီးတယ်လို့အထင်မှားတော်လည်းပဲဖယားနဲ့တွေ့တော့အောင်မြင်တော်မူသည်အောင်မလားပြိဿကြီးဖယားရှိခိုးနဲ့ပဲတရားနာပြိဿဖယားကိုရှင်မခိုးရသေးအောင်ကြာနေလက်ဥကလေးချီထားနောက်နှစ်ခုကြံတော့တယ်ကြားလားဗါတယ်ဆိုလေစမ်းမညမစင်မဖြူဒိဋ္ဌိယူဖြင့်မြည်သူကိုမြမမချပဲဝါဒချင်းပြိုင်သူကနိုင်အောင်အနိုင်လွန်မှုအယူဆိုသည်ဒေထီမျိုးမိုက်သစ္စကပရပိုက်ကို၎င်းနံပါတ်6ဘသူအောင်နော်နမခွန်ကူးကြဆိုလိုက်ကင်းစဒေါကလွန်မှုမျက်ဆောင်ထိုးကအယိုးကြေးမွမွေးပြကြအောင်တေဇထံဖြင့်နန္ဒောပနန္ဒနဂါမင်းကြီးကို၎င်းနဂါတို့မျက်ဆောင်ပါတဲ့အကြောင်းမရွေးဘူးတဲ့အခုခေတ်ဘုံနေလို့ရမ်းမပါပဲနဲ့သူတို့မျက်ဆောင်ကပြာကျနိုင်တယ်ကိုမှန်ရလားပြိဿနဂါတို့ရဲ့မျက်ဆောင်လက်နဲ့အမတန်ထက်မြက်ပါအဲ့ဒီနန္ဒောပနန္ဒနဂါမင်းကြီးကိုလည်းမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်အောင်မြင်တော်မူတယ်ရှင်မယားရှင်မောကလနှိမ်နှင်းတာမဟုတ်လားဘုရားရှင်မောကလနှိမ်နှင်းပေမဲ့လို့ဘုရားပါရတယ်စိတ်မချလို့ဟဲ့မောက်ကလန်ပါဇာနေဝင်စားလိုက်မင်းဒီကောင်းကြီးစိတ်မချရဘူးနော်ဒေါသကြီးတယ်နော်ဟဲ့ခြေသားနဲ့ဘုရားခဏခဏသတိပေးနေရတယ်ဒါကြောင့်တရားနာပိဋကဘုရားကိုယ်တော်မြတ်အောင်မြင်တော်မူပါတယ်မှန်လားပိဋကကြီးကဲနံပါတ်9ဘသူအောင်တယ်တော့နန္ဒောပနန္ဒနဂါမင်းကြီးတချို့ကပနန္ဒောပနန္ဒလုပ်သေးတယ်နော်နန္ဒောပနန္ဒဗါတဲ့ကဲနမရှိကူးကြဆိုသမ်းမဘကင်းစညံမြင်ကင်းกว่าအတ္တသာဟုအောင်မေပြိဿဘကပြမကြီးကအတ္တဆိုပါလားလောကကြီးသူဖန်ဆင်းထားတဲ့တတ္တဝါတွေတောတောင်းရင်မြေသမုဒ္ဒရာတွေသူဖန်ဆင်းထားတယ်လို့ပြမကြီးကဆိုနေတယ်ပြိဿအတ္တတဲ့ဒါပေမဲ့ကျွတ်တို့ဘုရားကဗါတဲ့ပြိဿအနတ္တအစိုးမရဘူးဆိုတာသူကအစိုးရတယ်ပြောနေတယ်အတ္တလို့လုံနေတယ်ပြိဿဩဂေါရမကျုပ်ကအတ္တဟဲ့ဘကအနတ္တပါကွယ်မင်းကဘာလို့အတ္တဆိုချင်ရတာတော့အတ္တဆိုနိုင်လို့ဆိုတယ်လေရှင်ကြီးဂေါရမကြည်လောကကြီးကျုပ်ဖန်ဆင်းထားကျုပ်ဖန်ဆင်းထားတယ်ရှင်ကြီးကောရမတော်ဆိုးတဲ့ပြမပေါ့သူဖန်ဆင်းတဲ့အနေပေါင်းကွယ်တဲ့တတ္တဝါတွေမင်းဖန်ဆင်းဟုတ်တယ်လေကျုပ်ဖန်ဆင်းထားတယ်မင်းကွယ်တဲ့ငါကလက်တွေ့လူကျင်တယ်ပြစမ်းမှာတဲ့မင်းအတ္တဆိုရင်တတ္တဝါတွေမင်းဖန်ဆင်းလို့ရတယ်ဆိုရင်ဟေးဓမ္မပကတတ္တဝါတိုင်း
ဒီမြေကြီးပေါ်နဲ့ဒီရေတောက်ဒီထမင်းဒီဟင်းစားပြီးတော့ပခုံးနှစ်ဖက်ကြားခေါင်းပေါက်ကြတာအတူတူပါပဲခွာတဲ့ဒါပေမဲ့လို့တချို့ရက်ရှည်နေတယ်ကွတချို့ရက်တွေသိပ်ပူနေတယ်ဟေးသားတချို့ဟောကျွတ်တို့ဟောဒီပေါင်လယ်လောက်ရှိတယ်တရားနာပြေးတာခေါင်းကကြီးမုံရွာရောက်တော့ကျုပ်ရည်မိဘာလို့ရည်တုံးဆိုတော့ဒီဆံမညက်တဲ့လှုပ်သူကလှုပ်တာဆံမညက်တဲ့လူကကလထိုင်မော်ထိုင်နေတယ်သူကဟောဒီဟာမျိုးနှလုံးသုံးလုံးဆင့်ပြီးအထက်ကတက်ညက်နောက်တော့ရည်ကျင်တာနဲ့ယောက်ျားတွေအဲ့ဒီကြီးရောက်ကုန်ထင်ပါရဲ့ပြိဿကြီးဒါတော့ကွဲတဲ့တချို့ရက်ရှိတယ်တဲ့တချို့ရက်ပူတယ်တဲ့တချို့အသားဖြူတယ်တချို့အသားမဲတယ်တချို့ရုပ်တွေပိတ်လှနေတယ်ကွာတဲ့မျက်တောင်ခတ်မရတော့အောင်မျက်တောင်မခတ်ရဲတော့အောင်ဒါတော့ဘုရားပြောမထင်ပါဘူးခင်ဗျားတို့ပြောတဲ့စကားနဲ့မှန်တုတ်ချို့လူတွေကပြောကြတယ်မလေးသူ့မျက်နှာလေးမြားတဲ့ငါမျက်တောင်ခတ်ရမှတောင်ကြောက်တယ်ဘာဖြစ်လို့တော့ဆိုတော့မျက်တောင်ခတ်လိုက်ရင်တဲ့သမမ်းမြက်တော်ကြီးချသွားတယ်လို့ပဲတဲ့ကြွားတာမိန်းမတွေကလည်းယုံနေရမ်းမယုံကြနဲ့တချို့ယောက်ျားတွေကဘယ်ထီအောင်ကြွားတော့ဟေးငါတဖွားမှကိုမခွာနိုင်ဘူးကွာတဲ့ခြေလန်းတလန်းလန်းတဖွားလွတ်တဲ့ကိစ္စကြီးနောက်အဲ့ဒီလိုကြွားတဲ့ယောက်ျားတွေမိန်းမတွေမယုံနဲ့တိုင်ကကျိုးနဲ့တုတ်ရဘယ်မှမသွားနဲ့တဖွားမှမခွာနိုင်ဘူးပြောတာကိုနေကုန်သာတုတ်ထားတော့သမင်းကျွေးချိန်သွားကျွေးလိုက်ရေတိုက်ချိန်သွားတိတ်လိုက်ခြေလန်းတလန်းလန်းတဖွားလွတ်တာဒါတဖွားမှမခွာနိုင်ဘူးပြောတာဒီလောက်ကြွားတာတောင်မိန်းမတွေကလည်းယုံနေကြွားတဲ့လူကကြွားတဲ့ယုံတဲ့မိန်းမတွေကအော်တဲ့ငါတဖွားမှမခွာနိုင်ဘူးပြောတယ်အခုဆောင်မှနော်တဲ့သူခင်ဗျအခုချစ်ချတာနော်ကောင်းချလာပါလေကိုဘယ်လိုဟာတွေမှမသိဘူးကဲဒါကြောင့်တရားနာပြည်သားလှတဲ့လူမျက်တောင်မခတ်ရဲလောက်အောင်လှပါတယ်ကွာတဲ့ဘုရားကမင်းဖန်ဆင်းလို့ရတယ်ဆိုရင်တဲ့တတ္တဝါတွေဟာကိုလှကျင်ကြတဲ့တတ္တဝါတွေကြီးပါကွာတဲ့အဲ့ဒါအယုတ်ဆိုးနေကြပါတယ်တဲ့သူတို့ခမရတွေတဏှာစရာပါကွာတဲ့မင်းလှုပ်လို့ရတယ်ဆိုရင်ပကရေးတဲ့အယုတ်ဆိုးတဲ့လူတွေအကုန်လုံးငါလှအောင်လုပ်ပြစမ်းပါအဲ့ဒါလို့လဲခိုင်ရောပကကြီးပါဇက်ဟာအတ္တလို့ဆိုပေမဲ့လို့ကျွတ်တို့ဘုရားအနတ္တကအောင်မြင်တော်မူခဲ့ပါသည်မှန်လားပြိဿကြီးကဲလှုပ်ကလေးချီထားပြလဲကလေးချီထားပြရှ िख ိုးရအောင်ဆိုသားမှာဘကင်းစာဉာဏ်မြင်ကင်းကွာအတ္တသာဟုမိစ္ဆာလွှမ်းမှုအယူဆိုသည်တကုအယောင်ချိန်ပြောင်းနီးနီးဘကအမည်ရှိတဲ့မြမကြီးကို၎င်းနံပါတ်8ဘသူအောင်လို့ဆိုလိုက်အောင်ကြီး7ပါးနဲ့ပြည့်စုံတော်မူသောဘုရားရှိခိုးအောင်လောက်ကလေးတွေချီလို့အောင်ကြီး7ပါးနဲ့ပြည့်စုံတော်မူတဲ့ဘုရားထံကိုအာယုံလေးရောက်ပါစီပြုဆိုလိုက်သမ်းမှာအဇီနီဒိဋ္ဌိကိုချဒေါသကိုပဲမန်းစွဲကိုချိုးစရာပြုတ်လျက်ရှီခိုးတုတ်กว่าပြပြကြအောင်ဆုံးမသွန်သင်အောင်ပွဲဝင်တော်မူလေပြီဧတေနသစ္စာဝိဇေနထိုသို့ဘုရားရှင်ဤမြတ်ဖြင့်ဖုံးဟုံကျေးဇူးကုန်ကိုကြည်ယုံမရွေးနှလုံးသွင်းလျက်အောင်ခြင်းရှိချက်ဂုံတော်နဲ့ကိုနှုတ်မြွယ်ဖော်ကြဆိုလိုက်ရတဲ့သစ္စာစကားကြောင့်မေတပိတော်အားကိုစီကိုငါတော်ပြိဿကြီးဧကဘုတ်လှုပ်လိုက်တော့ကိုယ်တိုင်ဆိုးနေကြတာကိုမှန်လားပြိဿဗါတဲ့ကို့အတွက်အလုံးကိုဆိုကြမေတပိတော်အားဇယမင်္ဂလံနှဖြာတွင်ပြင်ဖေးရန်စင်လျက်လိုအင်းဆန္ဒဟူသမျှသည်ကြည်ဝဆုံသွားစံတော်ရာသို့
အောင်ရအောင်မှုအောင်ကြောင်းပြုသည်အောင်စုယရဏအောင်မြင်ခြင်းအဖျားပြသည်ဟောတုစင်စစ်မသွေဖြည့်ကြည်ဖြစ်ပါစေတည်း